ဒါကတော့အမေရိကမှာအဝလွန်ဆုံးမြို့တွေကတမျိုးလို့ခေါ်ဝေါ်ခံခဲ့ရတဲ့မြို့တစ်မြို့ဖြစ်တဲ့မက်အယ်လန်မြို့ဖြစ်ပါတယ်ဗီဒီယိုတွေကလိုကင်မရာကဘယ်နေရာကိုပဲလှည့်ကြည့်အဝလွန်သူတွေနဲ့မြင်မာတဲ့ကိုလေးချိန်ရှိသူတွေကိုပဲမြင်တွေ့ရမှာဖြစ်ပါတယ်ဒါအပြင်ဒါတွေကစောစီးစွာတည်ဆုံးနိုင်ခြေမြင့်မားပါတယ်မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးကသူတို့ဘယ်နေရာပဲသွားဖတ်ဖို့ဒါမှမဟုတ်စီများလုံးနဲ့စားတောက်ဆိုင်တွေပဲမြင်ရတယ်ဆိုတာပြသပါတယ်မြို့တော်ရဲ့စီမံကိန်းကလူတွေကိုကိုလေးချိန်တက်စေဖို့ရည်ရထားတယ်လို့သိရှိရပါတယ်ကားမောင်းနေတဲ့မိနစ်အနည်းငယ်တိုင်းမှာကျမရဲ့အတွက်မညီညွတ်တဲ့စားတောက်တွေဆိုင်မြောက်များစွာကိုတွေ့ရပါတယ်သူတို့ဟာကြော်ထားတဲ့အစီများတဲ့ခရင်ပါတဲ့အစားအစာတွေကိုနှစ်သက်ကြပြီးသူတို့ရဲ့ခန္ဓာကိုယ်နေ့စဉ်လိုအပ်ချက်ရဲ့သုံးဆထက်စားသုံးကြပါတယ်ဒါအပြင်ဒီမှာရှိတဲ့လူတွေကကိုကာကိုလာကိုရေကဲ့သို့အများကြီးတောက်ကြပါတယ်အဲ့ဒါကြောင့်ကိုကာကိုလာကဒီမှာဖြန့်ဖြူးရေးဌာနကြီးတစ်ခုဖွင့်လှစ်ခဲ့တာပါမှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးထဲမှာမိနစ်20လောက်ကားမောင်းလေ့လာပြီးလမ်းလျှောက်တဲ့လူပြေးနေတဲ့လူစက်ဖိန်းစီးတဲ့လူတွေဘယ်သူမှမတွေ့ရဘူးလို့ပြောပါတယ်ဘယ်သူမှလက်ကျင်ခန်းလဲမလုပ်ဘူးလို့ဆိုပါတယ်ပြီးတော့ဈေးဝယ်စင်တာကိုစူးစမ်းလေ့လာကြပြီးဝင်ပေါက်မှာစကူတာတွေကိုမြင်လိုက်ရတော့သူတို့အံ့အားသင့်သွားကြပါတယ်ဈေးဝယ်စင်တာမှာဈေးဝယ်နေချိန်မှာဖောက်တယ်တွေငှားဖို့လျှက်စစ်စကူတာတွေကိုတန်းစီထားကြပါတယ်ဈေးဝယ်ဝင်သွားတဲ့အခါလမ်းလျှောက်မဲ့အစားလျှက်